ခွနာမည်ကတော့ဒေါ်စန်းစန်းမြင့်ဖြစ်ပါတယ်။ဗဟန်းမြို့နေရပါရှင်။အခုလက်ရှိကတော့ချင်းတင်နန်းပေးတာပေါ့နော်။ပညာဒါနချင်းတင်နန်းပေးတယ်။အဲ့လိုပေါ့နော်။ဒါကိုဘာပဲဖြစ်ဖြစ်ကိုမိသားစုလေးတနိုင်တစ်ပိုင်းလေဝင်ငွေတိုးရအောင်ဆိုပြီးတော့ပဲဘယ်သူ့ပဲဖြစ်ဖြစ်စေနာထားပြီးတင်ပေးပါတယ်။အတက်တင်ပေးပါ။ဒါဗဟန်းမြို့နယ်မြို့သမီးရအဖွဲ့အကျေးဇူးပါပဲ။သူတို့ကနေပြီးတော့တင်နန်းလေခရိုင်မှာတင်နန်းလွတ်တဲ့ခါကျတော့တင်နန်းသွားတက်ပါတယ်။ဒါမြို့သမီးရဇိမ်းနဲ့တင်နန်းတက်ခဲ့တာပါ။လွန်ခဲ့တဲ့10နှစ်လောက်ကလေအဲ့ဒါနဲ့အဲ့လိုတက်ပြီးတဲ့အခါကျတော့ဘာပဲဖြစ်ဖြစ်အဖွားကိုတက်တဲ့ပညာကိုပညာဌာနလေးပြန်ဖြတ်နာပါအခကျင်းငွေမရှိပါဘူးတားရဲ့ဒီ10စုနှစ်တစုပါပဲအခုဆိုစနေတနင်္ဂနွေတိုင်းပေးပါတယ်တင်နန်းပေးပါတယ်ဒါအသက်တည်းကြီးပြီလေအသက်80ကျော်ပြီဆိုတဲ့အခါကျတော့ကိုယ့်ရဲ့နောက်ကိုသင်ပါဝါမဲ့ပညာယူမဝါဘူးကလေးတွေတက်နိုင်တွေအကုန်တင်ပေးပါတယ်အဖွားလေးဒါအခုတော့ချင်းတလုံးဖြစ်အောင်ပေါ့နော်အစားဆုံးချင်းတလုံးဖြစ်အောင်တင်ပေးပါတယ်ထိုးနည်းမျိုးစုံရှိပါတယ်ဒါကတော့အခုကတော့မြေရသူ့နာမည်လေးနဲ့ပေါ့ဟဲ့မိတ်ပိုင်းပြည့်ဆိုရောလေသူကိုယ်တိုင်ဦးစီးပြီးလုပ်နေတာပါဒါအဖွားကတော့80ကျော်ပြီဆိုတိတ်မဦးစီးနိုင်တော့သူဦးစီးမှုရဲ့အောက်မှာပေါ့နော်ဒါအကုန်လုံးရဲ့သင်တန်းပေးပါတယ် online ကလည်းပေးတယ်သားမျိုးမျိုးလည်းပေးတယ်ဗာလေပုံစံမျိုးစုံထူလို့ရပါတယ်ဒါချင်းတစ်လုံးပါပဲဒီချင်းတစ်လုံးအထိုင်နီးအထိုးနီးသိရင်ဒါဘာပဲဖြစ်ဖြစ်နောက်ပုံစံမျိုးစုံထူလို့ရတယ်အမှန်တော့ပင်တိုင်ကဒီတစ်လုံးပါပဲပင်တိုင်ကဒီတစ်လုံးပဲဒီတစ်မျိုးပဲဒါအခုထိုင်းနီးတွေပေါ့ဒါထိုင်းနီးတွေပါတင်ပေးပါတယ်ဒါဘေးဆောင်နေအဆောင်နေဒါကတော့တင်နန်းနည်းနည်းလေးခက်တယ်ပေါ့နော်တင်ပေးပါတယ်ဒါအသေးလေးတွေကတော့အခုကတော့မွေးနေ့ပွဲတွေမှာဒီအသေးလေးတွေလက်ဆောင်ပေးကြတာအသေးပုံလေးထိုးပါတယ်အသေးပုံလေးထိုးတယ်ဒါထိုးနီးလည်းတင်ပေးတယ်တစောင်းဆိုရင်ဒီလိုအစိမ့်လေးလည်းရှိတယ်ဒီလိုလေးတွေလည်းထိုးတယ်ဒါတစောင်းထိုင်းနီးတွေလေထိုင်းနီးကတော့မီးရပူကျွမ်းတယ်ဟိုအဓိကတော့အမျိုးသမီးထုတွေရှိနေသမျှအမျိုးသမီးတွေယုံသမားကျောင်းသမားရှိနေသမျှတော့လေအင်ရှင်မတွေရှင်ဒီချင်းကဘယ်တော့မှမတိမ်ကောပါအောင်ဒါမသုံးတော့ဘူးမသုံးကျင်တော့ဘူးဆိုမှပဲနားလို့ရတဲ့ဟာပစ္စည်းဖြစ်တယ်လေအဲကြောင့်ဒါဘာပဲဖြစ်ဖြစ်ဟိုစိတ်ဝင်စားတဲ့လူတွေဆိုတင်စီခြင်းမှာပြန်ရောင်းပေးပါတယ်သားပြန်ရောင်းပေးပါတယ်ဒါအစားစားပါပဲဟုတ်တယ်ပြန်ယူခြင်းလည်းဟိုလုပ်ပေးတယ်အကုန်လုံးလေအခုကဒီဟိုရောင်းတဲ့လူတွေပေါ့အဓိကတော့ဟိုဟာတွေပြရတယ်ရွှေတုံဖျားတို့ဘာတို့တညင်းတို့လေဒိုင်နေပေါ့ဒိုင်နေကလာပြီးတော့အဖေါ်ရှင်မှာပြန်သိမ်းပါတယ်ဒါတလားဆိုမပြရအောင်ဆိုတော့ယာနဲ့ချီပေးရပါတယ်မနာပါဘူးအခုဆိုဒီရက်ဒီမှာဆိုမွေးနေ့ပွဲလေမွေးနေ့ပွဲတစ်ခုကလက်ဆောင်ပေးကြလို့ပတ်စံအိတ်တွေတဲ့အဲ့ဒီတော့ကိုထိုးပေးရတယ်ပတ်စံအိတ်ဆိုတော့ဒီလိုအကြီးတွေပဲအကြီးတွေလိုအလုံးကြီးတွေဘာလို့တားရဲဟိုဘာမဟုတ်တဲ့ဒီနှီးစီပန်အိတ်ကလေးတွေလေဒီစက်ကူအိတ်ကလေးတောင်8000 1000ဆိုတော့ဒီပတ်စံ1000ဒါလေးဆို1000 8000 1000ဆိုဒါပဲယူပြီးလက်ဆောင်ပေးလိုက်တာပေါ့သုံးပါလေဒါဆိုရင်အဲ့သဘောမျိုးလေးတွေဖြစ်သွားတာပေါ့နော်ဒါကြောင့်ဘာပဲဖြစ်ဖြစ်အမျိုးသမီးတူတွေကလေးတွေမိန်းကလေးတွေပေါ့နော်အဓိကဆိုရင်ဒါသင်စေချင်ပါတယ်တက်စေချင်တယ်သင်စေချင်တယ်ဒီပညာသည်တင်ကောသွားတဲ့ပညာမဟုတ်ပါဘူး